တရားကျင့်တော့ဦးဇင်းတို့ရှင်းဖို့ကိစ္စတွေကအများကြီးပဲဘာဖြစ်လို့လဲဆိုတော့အတိပေါင်းစုံအမြင်ပေါင်းစုံအယူဆပေါင်းစုံတွေရှိတယ်အတွေ့အကြုံပေါင်းစုံတွေလည်းပါတယ်ပေါ့အဲ့ဒီပေါ်မှာကိုယ်အတွေ့ကိုယ်အမြင်ကိုယ်အသိကမှားတာကိုမှန်တယ်လို့လည်းဆွဲရင်ဆွဲနေတယ်တချို့ကျတော့လမ်းပိတ်ဆို့နေလို့လမ်းမပွင့်လို့ဒီအကြောင်းအရာတွေလည်းရှိတယ်ဦးဇင်းတို့အဲ့ဒါကိုရှင်းစရာရှိကြလဲရှင်းညွှန်ကြားစရာရှိကြလဲညွှန်ကြားရမှာဒီနေ့တနေ့ဟာတနာရီ9ချိန်ပြမှာပါနောက်နေ့ကျတော့တနာရီခွဲ2ချိန်နဲ့နေ့ကင်းပိုင်းညပိုင်း2နာရီ2ချိန်နောက်နေ့ဒီဆိုရင်2နာရီကျင့်သွားမှာအဲ့တော့ပထမ1ရက်2ရက်3ရက်ကအာနာပါနကမ္မထံရိုးရိုးနဲ့3ရက်နောက်တစ်ရက်ကျတော့ဝေဒနာနဲ့တမာတိချိန်ပြီးတော့အာနာပါနကမ္မထံပေါင်ချိန်ကျင့်စဉ်နဲ့1ရက်4ရက်ပေါ့9ရက်မြောက်ကျတော့အာနာပါနကမ္မထံမပါတော့နာကမ္မထံနဲ့အဲ့ဒါရှုသွားတော့မယ်2နာရီဒီဒီနေ့အာနာပါနကမ္မထံဦးဇင်းတို့ရွေးချယ်တာဟောင်းတဲ့ပိန်တဲ့ကမ္မထံလဲစိတ်စုစည်းတဲ့နေရာပဲငယ်တိတ်လဲစိတ်စုစည်းတဲ့နေရာပဲပြန့်လွင့်နေတဲ့စိတ်တွေကိုသိမ့်စည်းပြီးတော့ခန္ဓာကိုရှုမဲ့စိတ်ကပြန့်လွင့်နေတော့ရှုလို့မရလို့ခန္ဓာကိုရှုမဲ့စိတ်ကခန္ဓာမှာတနေရာတည်ဖို့နေရာရှာရတာကိုယ့်ဘာကိုကြိုက်တဲ့နေရာထားရတယ်ဒါပေမဲ့ဘလို့အင်္ဂါရပြည့်စုံရမလဲဆိုရင်ထိုတည်တဲ့နေရာဒီကိလေသာနဲ့လွတ်ရမယ်ကိလေသာနဲ့လွတ်တဲ့နေရာမှာစိတ်ကလေးသိမ့်စည်းပြီးတည်တာကိုဒါတည်တဲ့နေရာကတော့ဇန်ရဲ့စုဆိုင်တဲ့နေရာစိတ်သိမ့်စည်းတဲ့နေရာမို့လို့အလုံးမို့လို့ကမ္မထံအဲ့ဒီနေရာဒီကိလေသာငြိမ်းလို့သမထအဲ့လိုအရိယာအပြင်၃မျိုးခေါ်တယ်အဖြေကတော့စိတ်စုစည်းမဲ့နေရာပဲအဲ့တော့ဖောင်းတဲ့ပိန်နဲ့ဆိုတာလဲစုစည်းတာပဲအဲ့လိုစုစည်းတော့ဇန်ဆိုတဲ့အခြေခံပါတယ်ဖောင်းရပိန်ရကိုစိတ်ကလေးတင်ပေးတာကဝိတက်ဖောင်းတဲ့ပိန်နဲ့လို့သုံးသပ်တာဝိစာရအဲ့လိုဝိတက်ဝိစာရနဲ့အပြင်အာယုံနဲ့ပြန့်လွင့်တာကိုတိုက်ခိုက်နေလို့ရှိသေးတယ်။နာယီဝက်ကြော်လောက်ကြတော့ဝေဒနာတက်လာတော့ကြိုက်တဲ့ခဲတဲ့ထုံတဲ့နေရာကိုစိတ်ရောက်သွားတယ်။အဲ့ဒါကကာမဝိတက်လို့ခေါ်တယ်။ကာမယုတ်ကိုနာညွတ်လို့နားတယ်ကြိုက်တဲ့ထုံတယ်ဆိုတာကာမဝိစာရ။အဲ့ကာမဝိတက်ကာမဝိစာရနဲ့ဇာနာဝိတက်ဇာနာဝိစာရစိတ်ကိုပြိုင်လူတာ။ပြိုင်လူတဲ့အခါကျတော့ဖောင်းတယ်လို့တစ်ခါမှပိန်မပိန်တာတစ်ခါမှတော့ကျဲတဲ့အခါကျတော့စိတ်ကဝေဒနာရှိပြီးတဲ့အခါကျတော့ကမ္မထံကဖောင်းတယ်လို့မှတ်တယ်ပိန်တယ်လို့မှတ်ပြီးနေအောက်ကဝေဒနာပြင်းထန်လာတဲ့အခါကျတော့ဖောင်းရပိန်ရကမ္မထံမှာစိတ်စုစည်းရတာခက်ခဲတဲ့အတွက်ကြောင့်ဦးဇင်းတို့အဲ့ဒါကိုဒီကမ္မထံကိုစွန့်တယ်မဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးစိတ်သိမ်းစည်းတဲ့နေရာမှာဝေဒနာတက်လာတဲ့အခါမှာမူလကမ္မထံဆိုတာကမိမိဆရာထံပထမဆုံးစတင်နိခံတဲ့ကမ္မထံကမူလကမ္မထံအဲ့မူလကမ္မထံဖောင်းတဲ့ပိန်ထဲမှာစိတ်ပြန်သိမ်းစည်းရတဲ့အလောက်ကခက်တယ်အဲ့အတွက်ကြောင့်ဦးဇင်းတို့အရိကမ္မထံကိုအရင်တော့ကတော့လိုလိုက်ပြီးတော့ကဲပေါင်းတဲ့ပိန်နဲ့မူလကမ္မထံရှိတဲ့ဘုရားကိုယ်ကမ္မထံကိုကျင့်ငယ်ရင်မှတ်တဲ့လူကကိုယ့်အကိုမှရှင်းစင်နောက်စိတ်ရှုတဲ့လူကကိုယ့်အကိုရှုဦးဇင်းတို့ကသိတယ်ဝေဒနာတက်လာပြီဆိုလို့ရှိရင်ကမ္မထံနေရာအမျိုးမျိုးကွဲပြီးမဲ့ဝေဒနာတက်တဲ့နေရာကျတော့တပေါင်းနဲ့သွားပြီးတော့ပေါင်းကြတယ်ပေါင်းတဲ့ခါကျတော့ဒုက္ခဝေဒနာမှာဒေါသတွေဖြစ်တယ်အဲ့လိုဒေါသတွေဖြစ်လာတဲ့အခါမှာကမ္မထံထားတဲ့နေရာကွဲပြားပြီးနဲ့ဝေဒနာတက်တဲ့ခါကျတော့ကြိုက်ခဲထုံကျင်တဲ့ဝေဒနာရုပ်ကိုပေါင်းစည်းကြတယ်ပေါင်းစည်းပြီးပြန်သိမ်းစည်းတဲ့နေရာမှာဘယ်ကမ္မထံကသာတယ်လေလို့ဦးဇင်းတို့ရွေးချယ်တဲ့အခါမှာအာနာပါနကမ္မထံသာတယ်ဒါပေမဲ့ဟောင်းတဲ့ပိန်တဲ့ကမ္မထံနဲ့ကျင့်လာတဲ့ပုံကိုယ်တွေကကြိုက်ခဲထုံကျင်မှုဖြစ်လာရင်မခံနိုင်လို့ရှိရင်ကြိုက်တယ်ထုံတယ်အဲ့ရနေပြင်းနေဆိုပြီးပြင်လိုက်တယ်ပေါ့ဦးဇင်းတို့အဲ့ဒါလက်မခံဘူးရှေ့စင်းနောက်စိတ်ဖြစ်ပြက်ရှုတယ်ပေါ့ဖြစ်ပြက်ရှုရင်ရနေပြီးတော့ဝေဒနာတက်လာတော့အတိနဲ့ပြင်နေဆိုတာအဲ့ဒါလည်းဦးဇင်းတို့လက်မခံဘူးဒါဦးဇင်းတို့လက်မခံဘူးဆိုတာအကြောင်းအကျိုးလျော်ညီစွာတဖြည်းဖြည်းတင်သွားမှာပါဦးဇင်းတို့ဥတ္တေမိယရမ်းပြောတာမပါစေရပါဘူးငယ်တိတ်ထားတဲ့ပုဂ္ဂိုလ်ကလည်းထားတော့ငယ်တိတ်မှထားပြီးစူးစီးတာပဲအဲ့ဒီကနေပြီးတော့ယုတ်တိတဖွာသမာဓိအားကောင်းလို့ရဝေဒနာတက်လာပြီဆိုရင်တော့အဲ့ဝေဒနာကြီးစိတ်ကပြီးတယ်မခံနိုင်ဘူးအဲ့ကြတော့ပြင်ရပြန်တယ်အဲ့တော့မခံနိုင်လို့ပြင်ရတဲ့အလောက်ကပြင်တိုင်းမဟုတ်ပါဘူးဆိုတာကဦးဇင်းတို့နောက်ပိုင်းကျတော့ရှင်းပြပါမယ်သူ့နေရာနဲ့သူရောက်တော့ခုနေ့ခါမှာတော့အဲ့ဒီလိုမပြင်ဘဲနဲ့မူလကမ္မထံကိုစိတ်သိမ်းစည်းတဲ့နေရာမှာဘယ်ကမ္မထံသာလဲလို့ရွေးချယ်တော့အာနာပါနကမ္မထံသာတယ်အဲ့အတွက်ကြောင့်အရင်တော့ကတော့သူ့ကမ္မထံနဲ့သူလိုက်လို့ပြောပြီးမဲ့ဝေဒနာတက်လာကြတော့မခံနိုင်တော့ပြင်နေကြမပြင်ရတော့ပြဿနာတက်တယ်နောက်တစ်ခုကဦးဇင်းတို့က2နာရီတိသွားမှာနောက်ဆုံးမဟာပလင်နေတိချိန်ပါဆိုတော့အရင်တော့တဏှာကြီးထိုင်ရတယ်အမှတ်နဲ့အတိနဲ့ပြင်ရတာအခုကမပြင်လဲမပြင်ရဘူးနာယီတွေကလည်းများလာပြီအချိန်တွေကလည်းစိတ်လာပြီဆိုတော့နောက်ဆုံးဘာဖြစ်လဲဆိုတော့အာနာပါနကမ္မထံပဲပြောင်းရှူကြတော့တာပဲနောက်ဆုံးတော့ဒီမှာပဲဇက်ပေါင်းတော့တာပဲအဲ့ဒီပုဂ္ဂိုလ်တွေကမူလကမ္မထံစွန့်ပြီးအာနာပါနကမ္မထံလည်းလိုက်ရောဒီကကမ္မထံပြောင်းသွားတဲ့အခါကျတော့အဲ့မှာတော်တော်လေးခက်ခဲရှိတယ်အဲ့တော့ဦးဇင်းတို့ကအခုစလာတဲ့ယောဂီတွေအကုန်လုံးကိုအာနာပါနကမ္မထံပဲအခြေခံကစပြီးတော့လေ့ကျင့်ခိုင်းပါတယ်သို့တော်လည်းပဲဟောင်းတဲ့ပိန်နဲ့မှတ်နေကြဝတိဘောပါနေတော့ဟောင်းရပိန်ရကိုရောက်သွားတတ်တယ်တခါတည်းတော့အာနာပါနကမ္မထံမရောက်ဘူးအာနာပါနကမ္မထံရဲ့အာသာချက်ကစိတ်ကိုသိမ်းစည်းတဲ့နေရာမှာထိကျက်များထင်ရှားအောင်လဲပြုလို့ရတယ်နည်းနည်းထင်ရှားအောင်လဲ
ပြုလို့ရတယ်နည်းနည်းများများမဟုတ်အလေလက်တန်းသားထင်ရှားအောင်ပြုလို့လည်းရတယ်နောက်တစ်ခါထိကျက်ပေါ်မှုမြန်လို့လည်းရတယ်ထိကျက်နေနေပေါ်လို့လည်းရတယ်ထိကျက်စိတ်ပေါ်လို့လည်းရတယ်ထိကျက်ကျဲပေါ်လို့လည်းရတယ်ထိကျက်မစိတ်မကျဲပေါ်လို့လည်းရတယ်အာနာပါနကမ္မထာအားစိတ်ကိုတည်တဲ့နေရာမှာကမ္မထာကိုမိမိစိတ်နဲ့တွဲနေအောင်ပြင်လို့ရတဲ့အတွက်ကြောင့်အဲ့အာနာပါနကမ္မထာကိုဦးဇင်းတို့ရွေးချယ်တယ်ဥပမာဝေဒနာတက်တဲ့အခါကျတော့ဖောင်းတဲ့ပိန်နဲ့မှာစိတ်ကမှတ်တယ်မှတ်ပြီးတော့ဝေဒနာရှိရောက်တဲ့ကိုကဖောင်းတဲ့ပိန်နဲ့မှတ်တယ်ဒါပေမဲ့ဖောင်းမှုကအသက်ရှူဝမှသူကပိန်မှာအသက်ရှူကုန်မှဖောင်းတာဆိုတော့အဲ့ဖောင်းတာပိန်တာစောင့်နေရတော့မရဘူးဥပမာဝေဒနာလုံးထွေးနေဒီအာနာပါနကမ္မထာကြတော့ဝင်လေထွက်လေမြန်ကျင်လဲရတယ်နှေးကျင်လဲရတယ်မနှေးမမြန်လို့ရှူလို့လဲရတယ်ထိကျက်ပြင်းလို့ရတယ်ပြော့လို့ရတယ်မပြင်းမပြော့ထိကျက်ဖော်လို့ရတယ်အဲ့ဒီလိုအားတဲ့အတွက်ကြောင့်ဦးဇင်းတို့အာနာပါနကမ္မထာကိုရွေးချယ်တာပါအဲ့တော့ယောဂီတို့ကအာနာပါနကမ္မထာကိုပဲလိုက်လာကျင့်သုံးပါဒီမှာနောက်တစ်ခုအခြားရေးတာကလာတော့ဘာတစ်ခုပြဿနာတက်လဲခါဆန်းတာတရားထိုင်ပြီဆိုတော့ခါကြီးဒီလိုဆန်းဆန်းထားတယ်ခန္ဓာကိုယ်ကဖြောင်းမှန်စွာထားရမယ်ဖြောင်းမြောက်ဆိုတာကဒိုင်နာရွက်တာလန်တာစောင်းတာကိုယ်တာမပါဘဲနဲ့တဲ့တဲ့ကိုဆိုလိုတာထိတံဝါပနိဟိတံဝါတီမြဲတိုင်းထားမြဲတိုင်းသူ့ရဲ့ငကိုသဘာဝအတိုင်းလေးမှာတဲ့တဲ့နေလို့ဒီလိုဆိုလိုတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ခါဆန့်ထားရမယ်ဆိုတော့ယောဂီတို့လက်တစ်ချောင်းမြောက်ခြင်းကြာမြောက်နိုင်ပါမလားလေးမလားဘူးလားနောက်တော့ကိုယ်လက်တစ်ချောင်းတော့ကိုမနိုင်တော့အဲ့ဒီခါကြီးတစ်ခုလုံးဆန့်ထားပါဆိုတော့ကြာနေတော့အဲ့ဒီခါကိုခန္ဓာကိုယ်အပေါ်ပိုင်းကိုပင့်ထားရတဲ့အလောက်ကပန်းတာကတစ်မျိုးကမ္မထံကိုလည်းမှားတာတစ်မျိုးဝေဒနာတက်တော့ဝေဒနာရှိပြေးလို့စိတ်ကိုမူမလကမ္မထံပြန်ဆွဲရတာတစ်မျိုးနောက်တော့ကြာဆန်းတော့ခါတောင်းလာတာတစ်မျိုးအောက်ကကြိုက်ခဲတာတစ်မျိုးအဲ့မှာလုံးထွေးကုန်အဲ့လိုလုံးထွေးကုန်တော့အတိနဲ့ပြင်အမှတ်နဲ့ပြင်ဆိုတဲ့ဥပဒေသားထွက်လာတာတကယ်တမ်းကျတော့တရားထိုင်နိုင်ပြင်နေဆိုရင်တရားမဟုတ်ဘူးလို့တွက်လိုက်သမထယာနိကမှာသမာဓိမရခင်မြင်လို့ရတယ်သမာဓိရပြီဆိုလို့ရှိရင်သူကလက်တစ်ချောင်းမြောက်ထိုင်လဲလက်တစ်ချောင်းမြောက်ရကြီးနေတာပဲဗရဏာကြီးနေနေဇံရဲ့ဇောအလျင်ကကျိုးနဲ့တုပ်ကွန်ကရစ်ကင်တယ်လို့ကင်ပြစ်တာသူ့ဘာသူခိုင်သွားရောဒီကာမဒုက္ခနဲ့လွတ်ပြီးတော့ဇာနာဒုက္ခမှာသွားတည်နေတဲ့အတွက်ကြောင့်သူ့ဘာသူဘလောက်တောင်းကိုနဲ့မဆိုင်တော့ဘူးအဲ့ဒီကြတော့ပြင်းတယ်လှုပ်တယ်ဆိုတာဝေဒနာတက်လို့မခံနိုင်သေးလို့ပြင်ပေးတယ်ဆိုတာမဟုတ်တော့ဘူးကာယသင်္ခါရတွေချုပ်သွားအဲ့ဒီလိုမှမဟုတ်ပဲဝေဒနာတက်တိုင်းပြင်ရမယ်ဆိုရင်တော့တမာတိသူရောက်မှာမဟုတ်တော့ဒါကလည်းဦးဇင်းတို့ဒါအကြံမြင်သင်ပေးတာပေါ့လေနောက်ပိုင်းကျတော့အသေးစိတ်ဒါတွေကိုရှင်းပြမှာပါအဲ့တော့အာနာပါနကမ္မထာကိုရှုရှိုက်တဲ့နေရာမှာခါကြီးညွတ်ပြီးတော့ညွတ်ပဲနဲ့ရေထမ်းတော့ရေဘုံကမြောက်ပဲဖြစ်တယ်လို့အဲ့လိုမရှုရပါဘူးအဲ့လိုမရှုရဘဲနဲ့ရင်ဝါကိုအာပြုပြီးတော့ပဲလေးပါအောင်ရှုရမယ်လက်ထားတဲ့နေရာမှာလည်းလက်ကြီးထောက်မထားဘူးဒီလက်နှစ်ဘက်ကိုထောက်ပြီးတော့လူမရှုရဘူးနောက်တစ်ခါပေါင်ပေါ်မှာလည်းတရောင်ကြီးထောက်ပြီးခါကြီးကိုယ်မထားဘူးသူ့ဘာသူငကိုတာမန်နေတဲ့အတိုင်းလေးနေတယ်အဲ့လိုနေတဲ့အခါကျတော့အခြားရည်သားပုဂ္ဂိုလ်တွေကတော့တရားမထိုင်ခင်တော့ဟုတ်တယ်တရားထိုင်ပြီဆိုတာနဲ့ဝတိဘောဖြစ်ပြီးဆွဲဆန့်ပြတာအဲ့လာကြီးမှားနေတယ်အဲ့တော့ကာမဇောလို့လည်းခေါ်တယ်တကယ်တမ်းတရားဟာတန့်ရှင်းလာပြီဆိုလို့ရှိရင်မှုံမွားလေးတောင်မှအိန္ဒြေပြက်လို့မရအိန္ဒြေချုပ်ရင်းလို့မရအိန္ဒြေချုပ်ရင်းလို့မရဘူးဆိုတာခုနအပြစ်ကင်းစွာထူထားတဲ့ဘဘုယုတ်လိုပဲအသက်မရှိပြီတကယ်တော့ဘဘုယုတ်ကမှအိန္ဒြေအချိုးစားမှားရင်မှားအောင်မယ်တရားထိုင်တဲ့တမာတိနယ်မှာရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့အိန္ဒြေအချိုးစားကမှားကုန်မှာနည်းနည်းလေးတရားမှာဓသမ3.1လောက်လိုးနေရင်တရားသူ့ကိုဆွတ်တဲ့ပြီလူတယောက်ကလာကင်ပြီးတဲ့တယ်လို့လူတဲ့နေရာသူ့ကိုတဲ့ပြီတာမရဘူးအဲ့ဒါကြောင့်မလို့အိန္ဒြေတိဆောက်မှုအမှန်တန်ရေးကြီးတယ်အဲ့တော့ခါဆန့်မထားပါနဲ့အခုယောဂီတို့တရားနာနေတဲ့အချိန်မှာအားပြီးတော့နာနေတယ်အခုတရားနာတဲ့ပုဂ္ဂိုလ်တွေခါကြီးဆန့်ပြီးနာတာပါလားမထားနော်ခါမဆန့်မနဲ့သူ့ဘာသူငကိုနေတဲ့အတိုင်းလေးပဲငကိုနေမြဲတိုင်းထားမြဲတိုင်းလေးနေတာအဲ့ဒီတိုင်းလေးနေရမှာနော်ဒီလိုကြီးမဆန့်ရဘူးအဲ့တော့တချို့ကြတော့ဝတိဘောပါတော့မဆန့်မနေနိုင်ဘူးအဲ့တော့ဘလို့အဖြေထုတ်တာမလဲတရားနာနေတဲ့အချိန်မှာတရားထိုင်တဲ့စိတ်မျိုးမဟုတ်ဘဲနဲ့အလကားထိုင်တဲ့နေမျိုးနဲ့အခုလိုတာမန်နေတိုင်းလေးနေပါလို့ဒီလိုဆိုလို့တယ်အဲ့ဒါတော့ဦးဇင်းတို့ပြောတာပေါ့လေဝတိဘောပါတော့တဲ့ခါကျမေ့ပြီးတော့ဆန့်ပြီးအောင်ပါပဲအဲ့ဒါကိုပဲဦးဇင်းတို့ပြင်ရမှာပဲအဲ့ဒါကာမဇောလို့လည်းခေါ်တယ်နောက်ဆုံးဦးဇင်းတို့မက်ကအဲ့ဒီကာမဇောကိုအကျွေးမဲ့ပဲမှာအဲ့ကာမဇောကလောဘဒေါသနဲ့ပေါင်းပြီးသေတဲ့ခါကျတော့ထမနေထိုးသလိုမှွေတော့တာပဲသူကအဲ့ဒီဇောကိုဦးဇင်းတို့မဲ့နဲ့အပြီးပယ်မှာမို့လို့အခုတည်းကအဲ့ကာမဇောတွေကိုစွန့်ထားလိုက်ပါလက်ချတဲ့နေရာမှာလည်းမိမိအချိုးအစားကြမဲ့အခြေအနေမျိုးကိုရွေးချယ်ပါဒီလက်နှစ်ချောင်းထားတာတချို့ကြတော့ဒီအရင်နာကတ်ထားမှခါကြတယ်အပေါ်ပိုင်းခန္ဓာရင်ကမစရာမလိုပဲနဲ့သူ့ဘာသူကြားတချို့ကြတော့အနာကတ်ထားရင်ထောက်နေတယ်လို့ဖြစ်ပြီးရှေ့နာလေးနည်းနည်းတိုးမှအနေထားမှန်တယ်တချို့ကြတော့လည်းရှေ့ကိုချမှအနေထားမှန်တယ်အဲ့တော့လက်ထားတာကအစမိမိခန္ဓာကိုယ်အချိုးစားနဲ့ထားတဲ့နေရာမှာခန္ဓာအိမ်ကိုလွတ်လပ်စွန့်ထားတဲ့အခါမှာလက်ကအနောက်ရှက်မကင်းနေတဲ့သဘောဖြစ်ရမယ်အဲ့ဒါကလည်းယောဂီဟာ
မိမိခန္ဓာကိုယ်အချိုးအစားနဲ့ကိုယ့်ဘာကိုရွေးချယ်ပါဒါကတော့ဦးဇင်းတို့ရွေးချယ်ပြီးလို့မရဘူးယောဂီတို့ရဲ့ဘယ်လိုလက်ထားရင်ကောင်းမလဲအပေါ်ပိုင်းခန္ဓာအိမ်ကိုတည်တဲ့အခါမှာအပေါ်ပိုင်းခန္ဓာအိမ်ကလက်နဲ့အနှောက်အယှက်ကင်းပြီးတော့နေတာလွတ်အောင်ယောဂီတို့ထိုင်ရမယ်အဲ့တော့ဝင်လေထွက်လေဒီတဲ့မပြင်းလုံးမပြော့လုံးရှူရှိုက်တဲ့ပုဂ္ဂိုလ်ဒီမိမိစတင်ရှူရှိုက်ရာနေပြီးတော့အဋိဋ္ဌံပြည့်ပါပြီလို့ပြောတဲ့အထိပင်ပန်းမှုမရှိဘဲနဲ့ရှူရမယ်အရှူမျိုးဒါရင်အခုလိုရှူတဲ့အခါမှာဒီထဲမှာအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေဝတဲ့ပုဂ္ဂိုလ်တွေနှလုံးပန်းနာယောဂရှိတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေပါမယ်ဆိုရင်စက်ကရှူနှုံးအတိုင်းမိအောင်ရှူဖို့မဟုတ်ဘူးစက်ကရှူတန်နဲ့တထက်သေးကြအောင်လိုက်မရှူနဲ့အဲ့ဒါကြတော့ထိုပုဂ္ဂိုလ်တွေအတွက်ပင်မနဲ့စနစ်အတိုင်းပေးထားတဲ့စီကံအတိုင်းတော့ရှူရမယ်အဲ့တော့ခါမဆန်ထားပါနဲ့အာနာပါနရှူရှိုက်တဲ့အခါမှာခန္ဓာကိုယ်အပေါ်နဲ့အောက်နဲ့ညွတ်ပဲမရှူနဲ့ရှေ့နောက်ရိမ်ထိုးပြီးတော့မရှူနဲ့အခုဒီမှာဆွမ်းလုံးယောဂီတွေပါတယ်သူတို့ကြတော့လဲဝတိဘောသူတို့နီးကအာနာပါနကမ္မနာထိုင်ပြီးဟေ့ဆိုရဲတခါတဲ့မျက်နာကောနှာခေါင်းကောပါးစပ်ကောမျက်လုံးကောညှိချုပ်ပြီးတော့တခါတဲ့ပန်းပြီးတဲ့လူများစပြီးအပြိုင်ပြေးသလိုရှူကြတယ်သူတို့ကြောင့်ဝေနာတက်လိုက်တင်းခံတောင်းခံအောင့်ခံတွန်းခံဆိုတော့တခါတဲ့တင်းထားတာအဲ့ဒါကာမဇောတွေခေါ်တယ်နော်ဇန်ဇောမဟုတ်ဘူးဇန်ဇောကနူးညံ့တယ်ငြိမ်သက်တယ်ငြိမ်းချမ်းတယ်ကာမဇောကခက်ထန်တယ်ကြမ်းတမ်းတယ်တင်းတယ်မားတယ်အဲ့တော့ကာမဇောနဲ့ဇန်ဇောနဲ့နားလည်ဖို့လိုတယ်ကာမဇောကြီးစောထားပြီးဆိုဒီစိတ်ကဇန်ဇောကိုမရောက်တော့အဲ့ဒါအတွက်ကြောင့်မျက်နာကြီးညှစ်ချုပ်ပြီးတော့နှာခေါင်းတွန့်မျက်လုံးတွန့်ပါးရီချုပ်ပြီးတော့အဲ့ဒီလိုမရှိရဘူးသူ့ဘာသူလေချောင်းဟာချောင်းချောင်းဝင်ထွက်နေရမယ်လေဟာလွတ်လွတ်လပ်လပ်ချောင်းချောင်းကြီးကြီးဝင်ထွက်ရမယ်တရားထိုင်ရင်းနဲ့ရှေ့တိုးနှောင်းငယ်မရှိရဘူးညွတ်ပဲမရှိရဘူးလက်ထောက်မထားဘူးပေါင်ခြေထောက်ထောက်မထားဘဲနဲ့အာနာပါနရှူရှိုက်ရင်ပြေးဝင်လာတဲ့လေရဲ့အရှိန်နှုံးနဲ့ပြန်ထွက်သွားတဲ့လေရဲ့အရှိန်နှုံးတူရမယ်ဝင်လေရဲ့အရှိန်နှုံးနဲ့ပြန်ထွက်သွားတဲ့လေရဲ့အရှိန်နှုံးနဲ့တူရမယ်ရက်လက်ရှူလိုက်မရှူရဘူးတဲ့တဖြောင်းနဲ့တပုံစံနဲ့ကြောက်အောင်ရှူရမယ်အရှိတူညီမျှရမယ်မိမိအရှူရှိုက်နဲ့အနည်းအမြန်ညီညွတ်ရမယ်အပြော့အပြင်းမှန်ကန်ရမယ်ရက်လက်ရှူလိုက်မရှူရဘူးရိမ်ထိုးခါရမ်းပြီးမရှူရဘူးညှစ်ချုပ်ပြီးမရှူရဘူးခါကြီးကိုကြီးညွတ်ပဲနဲ့မရှူရဘူးချက်ချင်းကြီးတပုံစံနဲ့ကြားရမယ်လို့တော့ဦးဇင်းတို့မဆိုလို့ဘူးတဖြည်းဖြည်းမိမိရဲ့ရှူရှိုက်မှုကိုတတိဉာဏ်ပညာ၃ချက်နဲ့ရှူရှိုက်ရမယ်တတိဆိုတာဝင်လေထွက်လေကိုအောင်ပြုတာတတိဉာဏ်ဆိုတာကဆရာညွှန်ကြားထားတဲ့စနစ်အတိုင်းရှူရှိုက်နေတာစနစ်ကြမကြလို့ခွဲခြားကြည့်နေတာကဉာဏ်အကယ်၍ခွဲခြားလို့ကွဲပြားနေတာတွေ့ရင်မကွဲပြားပဲနဲ့စီကံတကြဖြစ်အောင်ပြန်ညှိပေးတာကပညာတတိရဲ့ဉာဏ်ရဲ့ပညာရဲ့၃ချက်နဲ့ရှူရမယ်အတင်းကြီးဝင်ထွက်ရှူရှိုက်နေလို့မဟုတ်ဘူးနော်အဲ့လိုအစည်းမဲ့ကမဲ့ရှူရှိုက်နေတာမဟုတ်ဘူးရှူရှိုက်နေရင်းနဲ့တတိကလည်းရှူရှိုက်တဲ့ပုံမှာရှိရမယ်ဉာဏ်ကလည်းဆရာလိုက်နာခိုင်းတဲ့စီကံမှားယွင်းတာတွေကိုမမှားယွင်းရအောင်စီစနစ်မှာအံကြရအောင်အဲ့ဒီလိုစီစစ်သုံးသပ်နေတာခွဲပြားတာကဉာဏ်ခွဲပြားမှုရှိရင်မြန်လွန်းနေသလားနည်းနည်းလျှော့နှေးလွန်းနေသလားနည်းနည်းတင်မယ်ဝင်လေရဲ့အရှိလေရရှည်ပြီးထွက်လေရတုံနေသလားအဲ့ဒါဆိုရင်ထွက်လေကိုရှည်ရမှာလားဝင်လေကိုတိုးရမှာလားအဲ့ဒီလိုညီညွတ်အောင်ပြင်ဆင်ပေးတာကပညာအဲ့တတိဉာဏ်ပညာ၃ချက်နဲ့ရှူရမယ်ရှူရှိုက်တဲ့နေရာမှာတချို့ကြတော့ထိချက်ကိုတချို့ကအောင်ပြုခြင်းတယ်အဲ့ဒါဆိုလဲထိချက်ကိုအောင်ပြုလို့ရတယ်အကယ်၍ထိချက်ကိုအောင်မပြုခြင်းလို့အရှိတူကိုပဲပြုခြင်းတယ်ဆိုလဲဝင်လေထွက်လေအရှိတူကိုပဲအောင်ပြုပါကြိုက်တယ်လို့ပြုလို့ရတယ်အဓိကဒီအချိန်မှာဗราဏကြတာကအရှူအရှိုက်မမှန်သေးတဲ့အတွက်ကြောင့်ဝင်လေထွက်လေကိုသတိထားတာပိုကောင်းပါလေအဲ့တော့ဝင်လေထွက်လေအရှူရှိုက်အနည်းမြန်အပျော့ပြင်းမှားနေပြီဆိုရင်တမာတိမဖြစ်ဘူးထိကျက်လည်းမမှန်တော့ဘူးအဲ့အတွက်ကြောင့်အခြေခံအုတ်မြစ်ကတော့ဝင်လေထွက်လေကိုအရှိတူအနည်းမြန်ညှိပြီးတော့ထိန်းချုပ်ပြီးရှူတာကောင်းတယ်ပညာနဲ့ကြက်မှတ်ပြီးရှူတာကောင်းတယ်အဲ့တော့ပထမဆုံးဝင်လေထွက်လေကိုယောဂီတို့သတိထားပါဝေဒနာတက်လာတဲ့အခါကျတော့စိတ်ကကာယခရထုံရခြင်းရသို့စိတ်ကရောက်သွားလိမ့်မယ်အဲ့လိုရောက်သွားပြီဆိုရင်ကြောက်ပြီးတော့တခါတည်းမိမိရှူရှိုက်တဲ့ငကိုစီးစနစ်တွေမရှိတော့ဘဲနဲ့ကိုယ်ကားတွေဖြစ်ကုန်ပြင်စားရှိတဲ့ပုဂ္ဂိုလ်ကပြင်မဲ့ပြင်နေတာခါဒီတိုင်းနေပါဆိုတော့ခါမဆန်းရလို့ရှိရင်မနေနိုင်တဲ့ပုဂ္ဂိုလ်ကလည်းခါဆန်းဖို့ပဲသူလုံလပြုနေလိမ့်မယ်သူကခါဆန်းပြီးနေကြဆိုတော့အခုခါမဆန်းရတော့ပဂရိတိုင်းနေရတာအဲ့ဒါကိုပဲစိတ်ထဲမှာအလုံးမကြမ်းဖြစ်ပြီးတော့ခါဆန်းကျင်တဲ့စိတ်ရောက်နေလို့ရှိရင်ကမ္မထမ်းမှာလွတ်သွားလိမ့်မယ်အောက်ကဝေဒနာတက်လာရင်အမှတ်နဲ့အတိနဲ့ပြင်နေကြဆိုမပြင်ရတော့သူကစိတ်ညစ်နေလိမ့်မယ်အဲ့ဒါကိုဦးဇင်းတို့ကသိခံပြီးတော့ပဲစိတ်ကိုမူလဦးဇင်းတို့အာနာပါနကမ္မထမ်းကိုသိသိပါဒါဟာအလုပ်ပဲအဲ့ဒီလို
အာနာပါနကမ္မထံကိုရှုရှိုက်တဲ့အခါမှာယောဂီတို့ကဦးဇင်းတို့ညွှန်ကြားချက်အတိုင်းတနည်းတကျရှုမယ်ဆိုရင်ဇန်ဇောတက်လာတဲ့အခါကိုကမရှုရဘဲနဲ့စက်ကြီးနှိုးထားသလိုသူ့ဘာသူလဲပတ်နေသလိုအာနာပါနကမ္မထံကလည်းကိုမရှုဘဲနဲ့သူ့ဘာသူရှုနေအောင်သူ့ဘာသူအော်တိုမက်တစ်ရှုနေတာဖြုတ်လည်းမဖြုတ်ချင်တော့ဘူးလှုပ်လည်းမလှုပ်ချင်တော့ဘူးအဲ့ဒီအရှုရက်ဖို့တောင်ချက်ချင်းရက်လို့မရအောင်ကိုကအရှုရက်လိုက်တဲ့ဇန်ဇောကဆွဲတင်လိုက်တယ်ကိုကအရှုလျှော့ချတဲ့ဇန်ကဆွဲတင်လိုက်တယ်အနည်းဆုံးအဲ့ဒီပုံကိုယ်ဒီဦးဇင်းတို့15မိနစ်လောက်ကြိုပြီးတော့ break အုပ်မှလျှော့ပေးမှဖြုတ်လို့ရတယ်သူ့ဘာသူအလိုလိုရှူရှိုက်နေတာအဲ့လိုမဟုတ်ဘဲနဲ့တော်ကြဝေနာသွားတက်လိုက်သွားကြည့်လိုက်တော်ကြပြေးတက်လိုက်တော်ကြဟိုးလို့အဲ့ဒီလိုရွာဖို့ထိုးနေတော့တမာတိပြက်ပြီးတော့ဝေနာလည်းတက်ကောတကားလည်းဝေနာခဲထားတာလွတ်မရတော့ဘူးနော်လှုပ်ကလည်းလှုပ်ချင်းပြန်လည်းပြင်းချင်းပြင်းလို့ကလည်းမရလှုပ်နေကြဆိုတော့မလှုပ်ရမကျေနပ်အဲ့ဒီမှာကမ္မထမ်းနေဖြစ်ပြီးတော့ပြုတ်စပြင်းတော့ကိုယ့်ကားကြီးဖြစ်ကုန်တော့အဲ့ဒီပြုတ်စပြင်းတော့ကိုယ့်ကားဂျားတဲ့ကပဲကိုယ့်စိတ်ကိုရအောင်သိသိရမှာဒါအလုပ်ပဲအဲ့ဒါကလောက်ရမှာအဲ့တော့အာနာပါနကမ္မထံအခုရှုရှိုက်တဲ့ယောဂီတို့စနစ်သိပြီဝေဒနာတက်လာတဲ့အခါမှာဝေဒနာတက်တဲ့အတိုင်းတက်ရအယုတ်ကြီးကိုစိတ်နဲ့သွားမပေါင်းမင်းနဲ့ဦးဇင်းတို့တရားပေးတဲ့ကမ္မထံအတိုင်းကိုပဲခြေတုံညှိအနေမြန်ညှိခြေတုံကလွဲနေမှာကိုယ်ကားတွေဖြစ်နေမှာအဲ့ဒီကိုယ်ကာယဖြစ်နေတဲ့ဂျားတွေကပဲကိုယ်ကာမဖြစ်အောင်ကြိုးစားနေရင်အဲ့မှာစိတ်ကတီးနေအောင်ယုတ်တိရွယ်လို့ရတော့မရဘူးအဲ့တော့မညှိညှိအောင်ညှိမညှိညှိအောင်ညှိတော့ညှိနေတဲ့အလုပ်လုပ်နေတော့စိတ်ကအောက်ကကာမယုတ်ရှိမညွတ်တော့ဒီမှာအလုပ်ပေးထားရတာအရှိတူညီအောင်ညှိတဲ့အလုပ်အနေမြန်ညှိရတဲ့အလုပ်အပြင်းပြော့မအောင်ညှိရတဲ့အလုပ်ရက်လက်ရွှေလိုက်မဖြစ်အောင်ရှူရှိုက်ရတဲ့အလုပ်အဲ့ဒီအလုပ်လုပ်နေရတဲ့အတွက်ကြောင့်စိတ်ကမအားဘူးအောက်ကဝေဒနာတက်တဲ့ရှိကိုမသွားနိုင်ဘူးဒီမှာအလုပ်လုပ်နေရလို့ဒီမှာခိုင်းတဲ့စနစ်တိုင်းပြီးမြင်ကြက်မမလုပ်တော့ယုတ်တိရွယ်ဖြစ်တော့စိတ်ကရွှတ်ဆိုရောက်သွားရောဝေဒနာကြီးပြန်လဲဆွဲကောမနိုင်တော့ကာယကဖြစ်ကုန်အဲ့တော့ယောဂီတို့ဒုက္ခဝေဒနာထဲမှာစိတ်ကိုသိသိပြီးတော့မိမိရဲ့မူလကမ္မထံဇံအာယုံရောက်အောင်ကမ္မထံအာယုံရောက်အောင်အား၅ပါးနဲ့သိသိရမှာရပါမလားလို့မေးလို့ရှိရင်ရအောင်လုပ်ရင်ရတယ်ဟုတ်ပြီနော်ရအောင်လုပ်ရင်ရတယ်နိဗ္ဗာန်တိုင်အောင်မျက်မှောက်ပြုမဲ့ပုဂ္ဂိုလ်ကဒီလောက်ကလေးမှမကြော်လွားနိုင်လို့ဘယ်လိုလုပ်ရအောင်အဲ့ဒါကိုပဲဦးဇင်းတို့အလုပ်လို့အကျင့်လို့ခေါ်ပါတယ်ဒီအကျင့်ကဦးဇင်းတို့ဒါဝေဒနာကနေတဏှာပရိစ္ဆသမုပ္ပါတည်ငါဖြတ်တာပါစိတ်ကဒုက္ခဝေဒနာနဲ့သွားပေါင်းရင်ဆင်းရဲပြီးတော့လှုပ်ကြလိမ့်မယ်အဲ့ဒီသွားပေါင်းတဲ့စိတ်ကိုတမာတိအာယုံကိုသိသိလို့ရှိရင်မဆင်းရဲတော့မလှုပ်တော့အဲ့ဒါကိုယောဂီတို့ကသေးသေးချာချာစနစ်တကျရှုရှိုက်ကြင်ကြံလို့ရှိရင်သိလိမ့်မယ်များသောအားဖြင့်ယောဂီတွေမှာအစွဲပါလာတယ်အောက်ကကြိုက်တာခဲတာကြီးကဆင်းရဲတယ်ထုံနာကျင်နာကြီးကြောင့်ဆင်းရဲတယ်နဲ့ဆိုတဲ့အစွဲကြီးရှိတယ်အဲ့ဒီခါလုံးဝမားတယ်အောက်မှာကြိုက်တာခဲတာမကတော့လွှတ်နဲ့ဖြတ်ပြီးမီးနဲ့ရှုလည်းမစင်းရဘူးယောဂီတို့အဲ့လိုဆိုတော့နားလည်တတ်ပါမလားကဲခင်ဗျားတို့ဝေဒနာတက်လာပြီဗျာမခံနိုင်ဘူးပြင်းပါတယ်ဝေဒနာနာပါတယ်ဆိုတဲ့အချိန်မှာဦးဇင်းတို့ကမေသေးပေးပြီးလွှတ်နဲ့ဖြတ်တော့နာတယ်လို့អော်မလားအဲ့ပုဂ္ဂိုလ်သေသွားလို့လားမသေဘူးစိတ်ရှိနေမဟုတ်ဘူးလားအောက်ကလွှတ်နဲ့ဖြတ်တိုင်းဆင်းရဲသလားပြီးစားနဲ့ထိုးတိုင်းဆင်းရဲသလားဆင်းရဲဘူးဒါပြင်လူသားတွေကအောက်ကကြိုက်တာခဲတာကြီးကြောင့်အဲ့ဒီဥပဒဏ်ကြီးစွဲနေတယ်အဲ့ဒီအစွဲကြီးစွဲတာဟုတ်တယ်မှန်တယ်လို့သုံးသပ်ဆုံးဖြတ်ထားတယ်အဲ့ဒါကြီးကအမှားအဲ့ဒါဥပဒဏ်ကြီးပဲအဲ့ဒါကိုဦးဇင်းတို့ကလွတ်အောင်လို့အာနာပါနကမ္မထမ်းမှာစနစ်တရသိသိတဲ့ခါကျတော့ယောဂီတို့လက်တွေ့လိမ့်မယ်ဝေဒနာတက်နေတဲ့နေရာကိုစိတ်ကရောက်သွားတယ်အဲ့ဒါကိုမလိုက်ရောပဲနဲ့စိတ်ကိုအာနာပါနကမ္မထမ်းကိုစနစ်တကျကြက်မလည်းသိသိရောလွတ်သွားရောနောက်တတိပြန်လို့တော့ပြန်ကြတယ်ပြန်ဆင်းရဲမယ်အဲ့တော့တခါပြန်သိသိတော့နောက်တော့သိလာတယ်အောက်ကဖောက်ပြန်နေတဲ့ကြားတွေကစိတ်ကိုအာနာပါနကမ္မထမ်းမှာလွတ်ကျွတ်သိသိလိုက်တဲ့အခိုက်အတန့်မှာအောက်ကဝေဒနာရှိပြီနဲ့မဆင်းရဲဘူးစိတ်ကပြန်ရောက်သွားမှဆင်းရဲတယ်အဲ့တော့ဆင်းရဲချမ်းသာဆိုတာဘာမှဖြစ်နေတာလဲယင်တော့ယုတ်ကြီးဆွဲထားမှာနော်မဟုတ်ဘူးအဲ့တော့ဆင်းရဲချမ်းသာစိတ်မှဖြစ်နေတာယုတ်မှသွားရှင်းလို့ရပါမလားအဲ့ဒါကြောင့်မလို့ပြင်းနေကြွတယ်မလုံးနဲ့လို့ပြောတာစိတ်မှပဲရှင်းရမှာစိတ်မှတောက်တယ်မိစိတ်မှတစိတ်မှအမြင်မှားနေတာစိတ်ကိုပြင်းယုတ်ကိုပြင်းလို့ရပါမလားယုတ်ကိုပြင်းလို့ဘုရားတော်မှမရလို့ပြိဋိဘံပြုတ်သွားတယ်မဟုတ်လားယုတ်ကိုပြင်းလို့ရပါမလားမသေးခင်တော့အလှတော့ဗျာဟိုသပင်လေးကောက်လေးဟိုဟာလေးချယ်ပြီးတော့ရတာပေါ့ဒါကတကယ်ပြင်လို့ရတာမဟုတ်ပါဘူးခဏပဲရတယ်တကယ်ပြင်လို့မရဘူးတဲ့ပြင်လို့ရတာကတော့စိတ်ကိုပဲပြင်မှရတော့မယ်ဆိုတော့စိတ်ကိုပြင်ရမယ်လို့ကိုစိတ်ကိုဘလို့ပြင်မလဲဆိုရင်ခုနတတိရဲ့ဉာဏ်ရဲ့ပညာရဲ့ထိုသုံးချက်နဲ့နိုင်နေအောင်ပြင်ထိုသုံးချက်အားနေရင်တော့ကိုယ့်ဘောပြန်ကြမှာပဲအဲ့ဒီသုံးချက်ဥစည်းပြီးတော့တရားအဝရိယအားထည့်ပြီးတော့အားပါအောင်ကြည့်မှတရားအားထုတ်တယ်ဆိုတာတရားကိုအားနဲ့ထုတ်ယူရတာအဲ့ဒီအားကတရားအားယုံကြည်ချက်အားဒီစနစ်ဒီကျင့်စဉ်နဲ့ကျင့်ရင်တော့ငါအသေးတတ်မယ်သေခြင်းစည်းရမှလွတ်မယ်ဆိုတဲ့တရားအားအပေဘေးမှလွတ်မယ်ဆိုတဲ့တရားအားအဲ့တော့မှဝရိယစိုက်ထုတ်မယ်အဲ့ဝရိယအားရှိတော့မှတတိအားရှိမယ်တတိအားရှိတော့မှသမာဓိအားရှိမယ်ဆိုတော့အဲ့ဒီအားတွေထုတ်ပြီးတော့တရားကျင့်မှာလို့ပြောတာပြောတိပြောဖတ်နေရပါမလားအားကိုထုတ်ရမယ်
အားဒီနဲ့ကိုထုတ်ပြီးတော့ကိုကျင့်ရမှာအဲ့တော့ယောဂီတို့အားထုတ်ရမယ်မဖြစ်နိုင်ပါဘူးဆိုတဲ့ပုဂ္ဂိုလ်ကအားမရှိတဲ့ပုဂ္ဂိုလ်ရဲ့စကားပဲမဖြစ်နိုင်ပါဘူးလို့တွက်တာဒီတရားကဖြစ်နိုင်ပါတယ်ဆိုတာကိုရှင်းနိုင်အောင်ကိုကြိုးစားယူရမယ်စနစ်တကျကြင့်ကြံယူရမယ်အဲ့ဒီလိုကြိုးစားအားထုတ်မှုစနစ်တကျကြင့်ကြံမယ်ဆိုရင်အဲ့ဒီလိုကြင့်ကြံရတဲ့သားနဲ့မလွတ်ဘူးဆိုခင်ဗျားတို့ကြုတ်ထားပြောတွေးမထားနဲ့အရှင်ဘုရားပြောတဲ့အတိုင်းတပည့်တော်တထက်တဲ့ကြအောင်ကြင့်နေဗျာတထက်တဲ့စနစ်တကျကြင့်ပါတော့လည်းပဲကောင်းကျိုးမရှိပါဘူးဆိုရင်ထားပြောခင်ဗျားတို့အာမနာနဲ့ကျုပ်ကလည်းအာမနာဘူးအာနာတယ်ဆိုတာလူအညံ့စားတွေသုံးတဲ့ဝါဒအာနာပါတယ်ဆိုတော့အလျှော့မပေးလိုက်ဘူးလားအလျှော့ပေးတဲ့ပုဂ္ဂိုလ်အရှုံးသမားပဲကောင်းတဲ့နေရာမှာအလျှော့ပေးတယ်ဆိုတာကအရှုံးနဲ့လဲလိုက်တာတဲ့ယောဂီတွေမှတ်ထားနော်ကောင်းတဲ့လုပ်တဲ့နေရာမှာဟာမလုပ်နိုင်ပါဘူးလို့လျှော့ပေးလိုက်တဲ့ပုဂ္ဂိုလ်ဒီ तू ကအရှုံးနဲ့လဲယူတယ် तू ကအရှုံးရပါရောအကောင်းဆုံးပြီးတော့အရှုံးယူလိုက်ရတာအေးအကောင်းဆုံးအရှုံးသမားဖြစ်စေနဲ့အခုမကောင်းတဲ့နေရာလုပ်ရင်တော့လျှော့ပေးတာမှန်တယ်ကောင်းတဲ့လုပ်မြတ်တဲ့အလုပ်ပြီးဆိုလို့ရှိရင်မလျှော့နဲ့တဲ့လျှော့ရင်နဲ့ရှုံးသွားရောအဲ့တော့မလျှော့ဘူးဆိုတော့အား၅ပါးနဲ့လဲယူရမှာအဲ့တော့စနစ်တကျရှုရှိုက်ပါအိန္ဒိတိဆောက်တာကိုပြင်ဆင်မယ်နောက်တစ်ခါကျတော့စနစ်တကျရှုရှိုက်မယ်ပေါ်ဒီပေါ်စမလုံးနဲ့ရှုရှိုက်ရင်းနဲ့ဦးဇင်းတို့ကဆက်ကဖွင့်ထားတယ်ယောဂီတို့ရှုရှိုက်တဲ့လမ်းကြောင်းကိုလက်တွဲခေါ်ပေးထားတယ်ဆက်ကိုအောင်မပြုတ်နဲ့ဆက်ကအတန်ကကိုနားတဲ့ကိုရောက်လာလိမ့်မယ်နားတဲ့ရောက်လာတဲ့ရှုရှိုက်တဲ့အတန်ကိုမိမိကဆက်ကရှုတန်နဲ့ကိုရှုတန်နဲ့ဆက်ကရှိုက်တန်နဲ့ကိုရှိုက်တန်နဲ့ထပ်တဲ့အန်ကြအောင်ရှုလို့လည်းရအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ဆက်ကအရှုတန်ကိုမကြိုက်လို့ကိုအရှုနှုံးနဲ့ကိုရှုမယ်ဆိုလဲရတယ်မပြင်းလုံးမပြော့လုံးဖြည်းဖြည်းရှိလေးရှုလို့ရှိရင်လည်းမရဘူးအတင်းပြင်းပြင်းကြီးရှုလို့လည်းမရဘူးမပြင်းမပြော့အရှိန်လေးတော့ပါရမယ်ယောဂီတို့အရှိန်ပါရမယ်နော်ရှုရှိုက်တဲ့အလျင်နှုံးအရှိန်နှုံးတော့ပါရမယ်အဲ့ဒီရှုရှိုက်တဲ့အလျင်နှုံးဒီကိုယ်စိတ်ကြိုက်တဲ့ကိုရှုမယ်ဆိုရင်ဦးဇင်းတို့လေ့လာသမျှစက်ကရှုတန်နဲ့နည်းနည်းလေးတိုးရှုရင်လည်းရပါအများကြီးရှုလို့တော့မပေးဘူးပြင်းကြီးအတင်းကြီးရှူတာတော့ခွင့်မပြုဘူးဖြည်းဖြည်းလေးရှူတဲ့အခါကျတော့ထိကျက်နှုတ်ပြီးတော့ဝေနာတက်လာတော့စိတ်ကဝေနာကြီးပြေးပြီးတော့မူလကမ္မထံပြန်သိသိတဲ့အခါကျတော့ဂျွန်းကြီးပြစ်ကြနေရောဖြည်းဖြည်းလေးရှူလုံးအားကြီးတော့လည်းမရဘူးတအားပြင်းပြင်းကြီးမြန်မြန်ကြီးရှူတော့လည်းပင်ပန်းပြီးတော့တမာတိမဖြစ်ဘူးကိုယ်ပိုင်အရှိန်နှုံးနဲ့ရွေးချယ်မယ်ဆိုရင်စက်ကရှူနှုံးကိုမလေ့လာပါနဲ့အကယ်၍ကိုရှူရှိုက်တာကစနစ်မကျသေးဘူးဆိုရင်စက်ကရှူရှိုက်တဲ့အတန်နဲ့ညှိပြီးလက်တွဲရှူပါအသက်ကြီးတဲ့ပုံကိုယ်တွေကြတော့စက်ကရှူတန်ကိုနားမထောင်မဲနဲ့မိမိရှူရှိုက်တဲ့လေသည်စနစ်ကြရဲ့လားအရှိတူမှန်ရဲ့လားရှည်လိုက်တိုလိုက်မဖြစ်စေနဲ့နှေးလိုက်မြန်လိုက်မဖြစ်စေနဲ့ပြင်းလိုက်ပြော့လိုက်မဖြစ်စေနဲ့ရက်လိုက်ရှူလိုက်မဖြစ်စေနဲ့အဲ့ဒီစနစ်ထဲမှာကြာနေပြီဆိုရင်နာယောဂတဲ့အသက်ကြီးတဲ့ပုံကိုယ်တွေတားဝါတဲ့ပုံကိုယ်တွေရှူရှိုက်ရခက်တဲ့ပုံကိုယ်တွေကကိုယ်အရှူနှုံကိုယ်အရှိန်လေးနဲ့ရှူလို့ရပါတယ်စနစ်ထဲမှာတော့ဝင်ရမယ်စနစ်ပေးထားတာကိုအဲ့ဒါကိုဘေးဖယ်ပြီးကိုယ့်ဘာကိုပြော့ခြင်းပြော့ပြင်းခြင်းပြင်းညံခြင်းမြန်နှေးခြင်းနှေးရက်ခြင်းရက်ရှူခြင်းရှူလုပ်ပြီးဆိုမိမိရဲ့တာဝန်ပဲယောဂီတို့မှတ်မိပြီလားမှတ်မိနမောတတ္တနဲ့ဘုရားကြော